ဒီအမျိုးသမီးဟာနှစ်ပေါင်း9000ကျော်အသက်ရှင်နေခဲ့တဲ့ရှေးဟောင်းမှန်မီရုပ်ကောင်ဖြစ်ပါတယ်။သူမရဲ့တကိုယ်လုံးကိုထူးဆန်းတဲ့သင်္ကေတတွေစာသားတွေနဲ့ဖုံးလွှမ်းထားပြီးသူမမထွက်ပြေးနိုင်အောင်ခိုင်ခန့်တဲ့တန်ကြိုးတွေနဲ့တင်းကျပ်စွာချီနှောင်ထားပါတယ်။သူမရဲ့လက်ကောက်ဝတ်နဲ့လယ်ပင်မှာတက်ဆင်ထားတဲ့ဆေးထိုးအပ်တွေကသူမရဲ့စွမ်းအားတွေကိုဟန်တာဖို့နေ့ရက်တိုင်းမိနစ်တိုင်းမှာပြဓာတွေကိုသူမရဲ့ခန္ဓာကိုယ်ထဲကိုအဆက်မပြတ်ထိုးသွင်းပေးနေပါတယ်။ဒဏ္ဍာရီတွေရပြဓာဟာနတ်ဆိုးတွေရဲ့စွမ်းအားကိုအားနည်းစေတဲ့စွမ်းရည်ရှိပါတယ်။ဘာကြောင့်ဒီလိုပြုလုပ်ရတယ်လဲဆိုတော့ဒီအမျိုးသမီးသာလွတ်မြောက်သွားခဲ့ရင်သူမရဲ့လက်တွေကိုဝေယမ်းလိုက်ရုံနဲ့တစ်ကမ္ဘာလုံးကိုဖျက်ဆီးပစ်နိုင်တဲ့အေယာမတဲမုန်တိုင်းကြီးတစ်ခုကိုဖန်တီးနိုင်ပြီးပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်လို့ပါပဲ။ဒီလူဝက်ဆန်းကျဲတဲ့အမျိုးသမီးရဲ့နာမည်ကတော့အာမန်နတ်ပါ။1129ခုနှစ်မှာခရူးစိတ်သူရဲကောင်းတဦးကိုလှုပ်ဝက်ဆန်းကျဲတဲ့အနီရောင်ကြောင်မြတ်ရတနာတစ်ခုနဲ့အတူအင်္ဂလန်မှာမြုပ်နှံခဲ့ပါတယ်။ပြစ္ဆုတ်ပံချိန်မှာတော့မြေအောက်ယထာလန်တစ်ဖောက်လုပ်နေစဉ်အလုသမားတွေဟာမြုပ်နှံထားတဲ့ခရူးစိတ်သူရဲကောင်းတွေအပြည့်ရှိနေတဲ့ရှေးဟောင်းတုတန်တစ်ခုကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ပါတယ်။တချို့အပိုင်းတွေကတော့ရေအောက်မှာနစ်မြုပ်နေခဲ့တာကြာပါပြီ။ကျွမ်းကျင်သူတွေကတော့ဒီသူရဲကောင်းတွေဟာအင်္ဂလန်ကိုအနေရများတဲ့လှုပ်ဝက်ချက်တစ်ခုယူဆောင်မလာခင်အီဂျစ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့သူတွေဖြစ်မယ်လို့ယုံကြည်ကြပါတယ်။မကြာခင်မှာပဲဒေါက်တာဟင်နရီဂျက်ကယ်ဟာအဲ့ဒီနေရာကိုရောက်လာပြီးလုပ်ငန်းစဉ်တစ်ခုလုံးကိုချက်ချင်းတာဝန်ယူလိုက်ပါတယ်။အဲ့ဒီမှာသူနှစ်ပေါင်းများစွာရှာဖွေနေခဲ့တဲ့မင်းသမီးအာမန်နတ်ရဲ့ပျောက်ဆုံးနေတဲ့လှုပ်ဝက်ချက်ဟာဒီရှာဖွေတွေ့ရှိမှုပဲဆိုတာသူသိလိုက်ရပါတယ်။မင်းသမီးအာမန်နတ်ဟာရှေးခေတ်အီဂျစ်ကတကိုးကြီးမားတဲ့ဖာရိုဘီယင်တစ်ပါးရဲ့သမီးတော်ဖြစ်ပါတယ်။သူမဟာအလွန်လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီးသူမကိုဟန်တာမဲ့သူတိုင်းပေါ်ရက်ဆက်ကြမ်းကြုတ်ကောက်ချစ်ပြီးတနာညာတာမှုကင်းမဲ့သူအဖြစ်လူသိများပါတယ်။အဲ့ဒီအချိန်ကသူမဖခင်ရဲ့တဦးလေးသောအရိုက်အရာစက္ကန့်သူအနေနဲ့သူမဟာတနိုင်ငံလုံးကိုအုပ်ချုပ်ဖို့နဲ့လူတွေကသူမကိုနတ်ဖျားမတပါးလို့ကိုးကွယ်ကြဖို့သတ်မှတ်ခံထားရပါတယ်။ဒါပေမဲ့သူမစီကိုထိနှမ်းမလွဲပြောင်းခင်မှာပဲဖာရိုဘီယင်မှာသားတော်တစ်ပါးရလာခဲ့တာကြောင့်နမ်းမွေဆက်ခံမဲ့သူစည်ရင်ကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကြောင့်အာမန်နတ်ကသူမရဲ့ကိုယ်ပိုင်မိသားစုကသူမကိုတစ္ဆာဖောက်တယ်လို့ခံစားခဲ့ရပါတယ်။ဒါကြောင့်ကလက်စားချေဖို့အတွက်တေမင်းတမန်နတ်ဖျားဖြစ်တဲ့ဆက်နဲ့အမောင်ပတိညင်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူမရဲ့ဝိညာဉ်နဲ့အလဲအလဲလုပ်ပြီးကလက်စားချေဖို့အတွက်အလွန်တရာအစွမ်းထက်တဲ့စွမ်းအားတွေကိုဆက်ကသူမကိုပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့သူမဘက်ကလည်းဆက်ကိုလူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလူလောကကိုပြန်လာနိုင်အောင်ကူညီပေးရပါမယ်။သူမရဲ့ပြင်းထန်တဲ့ဒေါသတွေကြောင့်သူမရဲ့ဖခင်ကိုတာမကသူမရဲ့မောင်တော်လေးကိုပါရရဆက်ဆက်တက်ပစ်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူမရဲ့ဂတိကဝတ်ကိုအကောင့်ထဲမဖော်နိုင်ခင်မှာပဲအီဂျစ်ဘုံတော်ကြီးတွေကသူမကိုဖမ်းဆီးမိသွားပြီးအရှင်လက်လက်မန်မီလုတ်ခံရတဲ့ပြစ်ဒဏ်ကိုခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာဘုံတော်ကြီးတွေကသူမဘယ်တော့မှပြန်မလာနိုင်အောင်အီဂျစ်နဲ့အလွန်ဝေးကွာတဲ့နေရာတစ်ခုမှာမြုပ်နှံခဲ့ကြပါတယ်။လက်ရှိအီရတ်နိုင်ငံမှာတော့အမေရိကန်စစ်တပ်ကတပ်ချက်ကြီးနစ်မော်ဒန်နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တပ်ချက်ခရစ်ဘေးတို့ဟာအာမန်နတ်ကိုမြုပ်နှံထားနိုင်တဲ့နေရာကိုရှာဖွေဖို့ခီးထွက်လာခဲ့ကြပါတယ်။ဒေါက်တာဟင်နရီကဒီမစ်ရှင်အတွက်သူတို့ကိုလှုပ်ဝက်စွာငွေပေးငှားရမ်းထားတာပါ။သူတို့ရဲ့စစ်စင်ရေးကိုတခြားဘသူမှမသိအောင်သူတို့တေချာလုပ်ရပါမယ်။ဒါပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့လက်နက်ကင်တပုံးစစ်သားတွေအပြည့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။အခြေအနေကအရန်အန်ရည်များတဲ့အတွက်ခရစ်ကတန်တရားဝင်ပြီးနောက်ဆုတ်ချင်ခဲ့ပါတယ်။ဒါပေမဲ့နစ်ကမစ်ရှင်ပြီးဆုံးတဲ့အထိသူ့ကိုအတင်းကျပ်လိုက်ပါစီခဲ့ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်ဟာတပုံတွေနဲ့ပြင်းထန်တဲ့ပြစ်ခတ်မှုတွေကြားမှာပိတ်မိသွားခဲ့တာကြောင့်ရန်သူတွေကိုစုခွာသွားအောင်နဲ့ပြန်ကျဲသွားအောင်လေကြောင်းတိုက်ခိုက်မှုခေါ်ဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။လေကြောင်းတိုက်ခိုက်မှုရဲ့ပြင်းထန်တဲ့ပောက်ကွဲမှုတွေကြောင့်အဆောက်အုံတချို့ပြိုကျသွားပြီးအာမန်နတ်ရဲ့ရှေးဟောင်းတင်ချိုင်းကမတော်တဆပေါ်ထွက်လာခဲ့ပါတယ်။နစ်ကတော့အဆောက်အုံပြိုကျမှုကြောင့်ဖြစ်ပေါ်လာတဲ့အေယာမချင်းကြီးတွေကိုပြုတ်ကျလူနီးပါဖြစ်သွားခဲ့ပါတယ်။နိုင်အနေငယ်ကြတဲ့အခါနစ်နဲ့ခရစ်တိုရဲ့အထက်အရာရှိဗိုလ်မှူးကြီးဂရင်းဝေးအဲ့ဒီနေရာကိုရောက်လာပြီးသူတို့နှစ်ယောက်ဟာစစ်သားခွင့်ရေးကိုအသုံးချပြီးတရားမဝင်စီးပွားရေးလုပ်ဖို့နဲ့မှောင်ခိုဈေးကွက်မှာရောင်းချဖို့အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကိုခိုးယူဖို့ကြိုးစားနေတယ်လို့ချက်ချင်းတန်တရားဝင်ခဲ့ပါတယ်။နစ်နဲ့ခရစ်တိုကတော့ဒီဆွဆွဲချက်တွေကိုချက်ချင်းညှင်းဆိုခဲ့ပြီးအနီးအနားကရွာမှာတပုံတွေတစားခံတွေဖမ်းထားတယ်လို့ယုံကြည်လို့ဒီနေရာကိုလာခဲ့တာလို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်တပ်ရှေးဟောင်းသုတေသနပညာရှင်ဂျန်နီဟဲဆေးဟာအခင်းဖြစ်ပွားရာကိုရောက်လာပြီးလူအားလုံးရှိမှနစ်ကိုတုံဆိုင်မနေပဲပါရိုက်လိုက်ပါတယ်။ဘက်ကရက်မှာနစ်နဲ့အတူအိတ်ခဲ့တာရက်အနှဲငယ်ပဲရှိသေးတယ်လို့သူမကဒေါသတကြီးပြောပါတယ်။ဒါပေမဲ့နစ်ကသူမစီကအရေးကြီးတဲ့မြေပုံတစ်ခုကိုခိုးသွားခဲ့တယ်လို့ဆိုပါတယ်။နစ်ကတော့ဒါကိုပြင်းပြင်းထန်ထန်ညှင်းဆိုခဲ့ပါတယ်။မကြခင်မှာပဲဂျန်နီကမြေပြင်ပေါ်ကအပေါက်ကြီးကိုသတိထားမိသွားပြီးဒီတင်ချိုင်းဒီဇိုင်းကအီဂျစ်ပုံစံပေါက်နေပေမဲ့ပါရှားမြေပေါ်မှာရှိနေတာကိုတွေ့ရလို့သူမအတွက်လုံးဝအတိတ်ပဲမရှိဘူးလို့တွေးကအံ့ဩသွားပါတယ်
ဒေါ်လာဘီလီယံနဲ့ချီတန်ဖိုးရှိနိုင်တဲ့ဘလို့ရှိဟောင်းပစ္စည်းကိုမဆိုလုံခြုံအောင်ထိန်းသိမ်းဖို့ကသူမရဲ့အလုပ်ဖြစ်ကြောင်း Greenway ကိုရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူမကိုယ်တိုင်အောက်ဆင်းပြီးစုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Greenway က Nick နဲ့ Chris တို့ကို Jenny နဲ့အတူအောက်ကိုလိုက်ဆင်းဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့အောက်မှာ2 နာရီထပ်ပိုပြီးမနေနိုင်ဘူးလို့တင်းတင်းကြပ်ကြပ်သတိပေးခဲ့ပါတယ်။အချိန်နှဲငယ်ကြာတော့သူတို့3 ယောက်ရှေးဟောင်းတင်ကြိုင်းထဲကိုလုံးဝဝင်ရောက်သွားပါတယ်။အောက်ကိုရောက်ချင်းဂူမျက်နှာချက်ကနေတရားတွေအဆက်မပြတ်ကျဆင်းနေတာကို Nick ချက်ချင်းသတိထားမိပါတယ်။ရှေးဟောင်းအီဂျစ်ယုံကြည်မှုတွေအရတရားကိုမကောင်းဆိုးဝါးဝိညာဉ်တွေကိုနှင်ထုတ်ဖို့နဲ့အားနည်းစေဖို့အသုံးပြုတယ်လို့ Jenny ကရှင်းပြပါတယ်။တရားစီစဉ်ရလမ်းကြောင်းကိုလိုက်သွားရင်ဒုတိယမြောက်အခန်းကိုရောက်သွားကြပါတယ်။အဲ့ဒီမှာ Jenny ကစူးစမ်းလေ့လာမှုတွေစတင်လှုပ်ဆောင်နေချိန်မှာ Chris ကတော့ပတ်ဝန်းကျင်မှာပြန့်ကျဲနေတဲ့အယိုးစုတွေစီကရွှေလက်ဝတ်ရတနာတွေကိုလှုပ်ဝက်စွာခိုးယူနေပါတယ်။အဲ့ဒီနေရာကိုစောင့်ကြပ်နေတဲ့ရုပ်တုတွေအားလုံးဟာတရားကံဘက်ကိုမျက်နှာမူထားတာကို Jenny သတိထားမိသွားပြီးတေဆုံးသူတွေကိုတမလွန်ဘဝကိုကူးပြောင်းမှုကူညီပေးမဲ့ဘာပြင်ဆင်မှုမှမရှိတာကြောင့်ပိုပြီးတန်တရားဝင်စရာဖြစ်လာပါတယ်။ဒါကြောင့်ဒါဟာတာမန်တင်ကြိုင်းမဟုတ်ပဲရှေးဟောင်းအကျဉ်းထောင်တစ်ခုဖြစ်တယ်ဆိုတာကို Jenny ရုတ်တရက်သဘောပေါက်သွားပါတယ်။တရားကံတွေကိုဆက်သွယ်ထားတဲ့တန်ကြိုးတွေဟာလူတစ်ယောက်ကိုအထဲဆွဲသွင်းဖို့လုပ်ထားတာမဟုတ်ပဲအထဲမှာပိတ်လောင်ခံထားရသူတိုင်းအပြင်ကိုမလွတ်မြောက်နိုင်အောင်တေချာလုပ်ထားတာဖြစ်ကြောင်းသူမကရှင်းပြပါတယ်။တဘောအုပ်စုကြီးတစ်ခုကသူတို့စီကိုအမြန်ချင်းကပ်လာနေလို့ချက်ချင်းထွက်ခွာရမယ်လို့ Greenway ကသူတို့ကိုလှမ်းခေါ်ပြောပါတယ်။ဒါပေမဲ့ Jenny ကပြားအောက်မှာတကယ်တမ်းဘာဝတ်ထားလဲဆိုတာမသိရမချင်းထွက်သွားဖို့ငြင်းဆန်ခဲ့ပါတယ်။ဒါကြောင့် Chris နဲ့ Jenny တို့စကားများကြပါတယ်။ဒါပေမဲ့သူတို့ငင်းခုန်နေကြချိန်မှာ Nick ကကန်အောက်ခြေမှာလေးလံတဲ့အရာတစ်ခုကိုဆွဲကြည့်ထားတဲ့ကျိုးရံနေရာကိုသတိထားမိသွားပါတယ်။သူကအဲ့ဒါကိုချက်ချင်းတနက်နဲ့ပြစ်လိုက်တဲ့အခါစက္ကန့်နှဲငယ်အကြာမှာရှေးဟောင်းကြောက်ကောင်းတစ်ခုဟာတရားကန်တဲကနေတဖြည်းဖြည်းမြင့်တက်လာပါတယ်။တစ်ချိန်တည်းမှာပဲဂူရဲ့နေရာအနှံ့ကနေပင့်ကူအမြောက်အများရုတ်တရက်ထွက်ပေါ်လာပြီးပင့်ကူတစ်ကောင်က Chris ကိုကိုက်လိုက်ပါတယ်။ဒါကြောင့်သူကအထိတ်တလန့်ဖြစ်ပြီးအရက်မျက်နှာအနှံ့ကိုထိန်းချုပ်မရပဲတနက်နဲ့ရှောက်ဖြစ်ပါတော့တယ်။ Nick ကသူ့ကိုငြိမ်နေဖို့ကြိုးစားပြီးဒီပင့်ကူတွေမှာအစိတ်မရှိတဲ့အတွက်ထိတ်လန့်စရာမလိုကြောင်းပြောပါတယ်။အဲ့ဒီနောက်မှာ Nick ကကြောက်ကောင်းကိုကြည့်လိုက်ချိန်မှာအာမန်နက်ကသူ့ကိုကိုယ်တိုင်ကိုကြရင်ဆိုင်လာတဲ့ထူးဆန်းတဲ့အာယုံတစ်ခုကိုရုတ်တရက်မြင်တွေ့လိုက်ရပါတယ်။ Nick ဟာသူမကိုအကျဉ်းချထားရာကနေလွတ်မြောက်အောင်လုပ်ပေးခဲ့သူဖြစ်လို့သူ့ကိုရွေးချယ်လိုက်ပြီးဖြစ်ကြောင်းအဲ့ဒီမျိုးသမီးကပြောပါတယ်။ခဏကြာတော့ Jenny ကသူ့ကိုလက်တွေ့ဘဝစီပြန်ခေါ်လာပြီးကြောက်ကောင်းကိုတေချာလိလာနိုင်မှုတည်သွားရမယ်လို့ပြောပါတယ်။ Nick ကဖြစ်ပျက်သွားတာတွေကိုနားမလည်နိုင်အောင်ဖြစ်နေစေပါ။ဒါပေမဲ့ Greenway စီကိုသတင်းပို့လိုက်ပြီးGreenway ကကြောက်ကောင်းကိုလာတယ်ဖို့ရဟတ်ရင်တစည်းချက်ချင်းခေါ်လိုက်ပါတယ်။ကြောက်ကောင်းကိုလေထဲကိုတဖြည်းဖြည်းဆွဲတင်နေချိန်မှာကြီးကန်းမြောက်များကအဲ့ဒီနားမှာဝဲပြန်ဆောင်ချက်နေပြီးကြောက်ကောင်းသွားရနောက်ကိုလိုက်နေတာကို Nick သတိထားမိပါတယ်။နောက်ပိုင်းမှာ Nick, Chris, Jenny နဲ့ဗိုလ်မှူးကြီး Greenway တို့ဟာလေရင်ကွင်းတစ်ခုကိုရောက်လာပြီးကောင်းကင်မှာတော့အေယာမသဲမုန်တိုင်းကြီးတစ်ခုတဖြည်းဖြည်းအုံမိုင်းလာပါတယ်။သူတို့အင်္ဂလန်ကိုမပြန်ခင်မှာကြောက်ကောင်းကိုစစ်လေရင်တစည်းပေါ်ချက်ချင်းတင်လိုက်ကြပါတယ်။ခရီးသွားနေစဉ်အတွင်းခရီးရဲ့အခြေအနေကအလင်းအမြန်ဆူရွလာပါတယ်။ဒါပေမဲ့လေရင်ပေါ်ကဘသူကမှသူ့ရဲ့ထူးခြားတဲ့အခြေအနေကိုအလေးနက်ထားသတိမထားမိကြပါဘူး။တစ်ချိန်တည်းမှာပဲ Nick က Jenny နဲ့ပြန်လည်နှိစက်ဖို့ကြိုးစားခဲ့ပြီးသူမစီကမြေပုံကိုခိုးယူခဲ့တာဖြစ်နိုင်ပေမဲ့သူမပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကတော့အစစ်မှန်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ Jenny ကတော့သူ့ကို88ဆက်ပဲတုံ့ပြန်ခဲ့ပါတယ်။သူမအတွက်တော့နက်ခါတမိုးကြီးတဲ့ရှေးဟောင်းသူတေသနာပစ္စည်းတွေကိုရောင်းချပြီးအသက်မွေးနေတဲ့တခိုးတယောက်သာဖြစ်လို့ပါမကြခင်မှာပဲ Jenny ကကြောက်ကောင်းပေါ်ကစာသားတွေကိုစတင်ဖတ်ရှုခဲ့ပြီးအာမန်နဲ့ရဲ့ဘဝနဲ့ကျင်းစာကြောင်းဇလန်းကိုသိလာရပါတယ်သူမအဲ့ဒီလိုလုပ်နေချိန်မှာ Nick ကနောက်ထပ်ထူးဆန်းတဲ့အာယုံတစ်ခုကိုမြင်တွေ့ရပြန်ပါတယ်အဲ့ဒီအာယုံထဲမှာအာမန်နဲ့ရဲ့ဇလန်းအပြည့်အစုံကိုသူမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဆက်ကိုလူလောကထဲခေါ်ဆောင်လာဖို့ရွေးချယ်ခံရသူဟာသူကိုယ်တိုင်ဖြစ်နေပါတယ်အဲ့ဒီနောက်မှာစိတ်လွတ်နေတဲ့ပုံစံနဲ့ Chris ကရုတ်တရက်ထလာပြီးကြောက်ကောင်းကိုဓာတ်နဲ့ဖွင့်မှုစူးစမ်းပါတော့တယ် Greenway ကသူ့ကိုအမြန်တားဆီးခဲ့ပေမဲ့ Chris ကတုံဆိုင်မနေပဲ Greenway ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်အဲ့ဒီနောက်မှာသူက Nick နဲ့လေရင်ပေါ်ကတခြားသူတွေကိုပါတတ်ဖို့စူးစမ်းပါတော့တယ်ဒါကြောင့် Nick မှာသူ့ရဲ့လုပ်ဖို့ကင်ဘက်ကိုတနတ်နဲ့ပြည်ုံကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပဲလေရင်အပြင်ဘက်မှာကြီးကန်းထောင်ပေါင်းများစွာရုတ်တရက်ပေါ်လာပြီးလေရင်ကိုဓာတ်ရိုက်ဝင်တိုက်ကြပါတယ်ဒါကြောင့်သတင်းပေါက်တွေကွဲကြေကုန်ပြီးလေရင်အင်ဂျင်တွေပျက်စီးသွားပါတယ်ဒါကြောင့်လေရင်ဟာထိန်းချုပ်မှုမဲ့သွားပြီးအင်္ဂလန်ကိုဥတီပြန်တန်းနေရင်စတင်ထိုးကြပါတော့တယ်
ပြင်းထန်တဲ့ကတောင်ကနေမှုနဲ့လေရင်ပြတ်ကျနေချိန်မှာနစ်ကဂျန်နီရဲ့အသက်ကိုကယ်တင်ဖို့အတွက်လေထီးတစ်ခုကိုသူမကိုဝစ်ဆင်ပေးပြီးအပြင်ကိုတွန်းချနိုင်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲနစ်ကတော့တခြားစစ်သားတွေနဲ့အတူပြတ်ကျနေတဲ့လေရင်ပေါ်မှာကြံရစ်ခဲ့ပြီးသူတို့အားလုံးလေရင်ပြတ်ကျမှုမှာတေဆုံးသွားပုံရပါတယ်။နောက်ခန်းမှာတော့ဂျန်နီကိုရင်ခွဲရုံကိုခေါ်သွားပြီးလေရင်ပြတ်ကျမှုမှာတေဆုံးသွားသူတွေရဲ့ရုပ်လောင်းတွေကိုအတီးပြုတ်ပေးဖို့ဆရာဝန်တွေကတောင်းဆိုပါတယ်။တစ်ချိန်တည်းမှာပဲနစ်ခါရုပ်အလောင်းထဲတဲ့အိတ်ထဲမှာအံ့ဖွယ်နည်းနဲ့တတိယလာပြီးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုတိတိတတ်တာရှုပ်ထွေးပြီးအံ့အားသင့်နေပါတယ်။သူအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါခရစ်တည်သွားပြီဆိုတာတေချာနေပေမဲ့ဘာမှမဖြစ်ခဲ့တဲ့အတိုင်းအဲ့ဒီမှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ဘာတွေဖြစ်နေလဲဆိုတာရှင်းပြဖို့နစ်ကခရစ်ကိုချက်ချင်းအမိန့်ပေးပါတယ်။ဒါပေမဲ့ခရစ်ကလှုပ်ဝက်ဆန်းကျင်စွာပြုံးပြပြီးသူ့အရာအလုံးကိုသိနေပြီလို့ပြောပါတယ်။ခဏကြာတော့ဂျန်နီကဆရာဝန်ချိုးနဲ့အတူရောက်လာပြီးတေဆုံးသွားပြီလို့ကြီးညာခံရသူတွေကတယောက်ဖြစ်တဲ့နစ်အသက်ရှင်နေတာကိုမြင်တော့သူမမယုံနိုင်အောင်ဖြစ်သွားပါတယ်။ဒီနေရာမှာနစ်တယောက်တည်းသာခရစ်ကိုမြင်နိုင်ပြီးစကားပြောနိုင်စွမ်းရှိတယ်ဆိုတာပေါ်လွင်လာပါတယ်။တစ်ချိန်တည်းမှာပဲလေရင်ပြတ်ကျတဲ့နေရာရဲ့တစ်ဖက်မှာအရာရှိ2ဦးကစုံစမ်းစစ်ဆေးမှုတွေလုပ်နေစဉ်အရာရှိ2ဦးကအာမန်နဲ့ရဲ့ကြောက်ကောင်းကိုတွေ့သွားပါတယ်။ပြင်းထန်တဲ့ဆက်စုခြင်းစိတ်ကြောင့်သူကကြောက်ကောင်းကိုဖွင့်လိုက်တဲ့အခါအထဲမှာလှဲလျောင်းနေတဲ့အာမန်နဲ့ရဲ့မမ်မီအစ်စ်ကိုမြင်လိုက်ရပါတယ်။သူကသူ့ရဲ့လုပ်ဖို့ကင်ဘက်ကိုချက်ချင်းခေါ်လိုက်ပါတယ်။ဒါပေမဲ့သူမရောက်လာခင်မှာပဲအာမန်နက်ကရုတ်တရက်အသက်ဝင်လာပြီးအရာရှိကိုအမြန်တိုက်ခိုက်ပါတော့တယ်။သူမကအဲ့ဒီလူရဲ့အသက်ဆွမ်းအင်ကိုစတင်ဆုပ်ယူလိုက်ပြီးအဲ့ဒီလိုလုပ်နေစဉ်မှာပဲသူမရဲ့ရုပ်ပိုင်းဆိုင်ရာပုံစံနဲ့ခွန်အားတွေကတဖြည်းဖြည်းပြန်လည်ရရှိလာပါတယ်။အခြားအရာရှိတို့ကိုလည်းသူမကအလားတူပဲလှုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးရသူတိုင်းဟာသူမရဲ့အမိန့်ကိုနာခံတဲ့ကျွန်တွေဖြစ်လာတယ်ဆိုတာဒီနေရာမှာအပြည့်အဝပေါ်လွင်သွားပါတယ်။တစ်ချိန်တည်းမှာပဲနစ်နဲ့ဂျန်နီတို့ဘားတစ်ခုကိုတွားပြီးလေရင်ပြတ်ကျမှုကနေနစ်ဘလို့အံ့ဖွယ်နည်းနဲ့လွတ်မြောက်လာတယ်လဲဆိုတာကိုနားလည်အောင်ကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်လုံးကဒီကိစ္စနဲ့ပတ်သက်ပြီးတင့်လျော်တဲ့ရှင်းပြချက်ကိုမပေးနိုင်ကြပါဘူး။သူတို့အရာအလုံးကိုဆွေးနွေးနေကြစဉ်ဂျန်နီကအံ့ဩစရာကောင်းတဲ့ theory တစ်ခုကိုရုတ်တရက်စဉ်းစားမိသွားပါတယ်။တမိုင်းမှတ်တမ်းတွေထဲကနေတမင်ဖြတ်ပစ်ခံခဲ့ရတဲ့အီဂျစ်မင်းသမီးတစ်ပါးရှိခဲ့ပြီးအဲ့ဒီမင်းသမီးကတခြားသူမဟုတ်ပဲအာမန်နက်ပဲလို့သူမကရှင်းပြပါတယ်။လွန်ခဲ့တဲ့အချိန်ကဆက်ကိုလူလောကတဲ့ခေါ်ဆောင်လာမဲ့ရိုးရဒလေးတစ်ခုကိုလှုပ်ဆောင်ဖို့အတွက်လက်ကင်မှာမော်ဝင်ကြောက်မြတ်ယတနာတက်ဆင်ထားတဲ့အထူးတစ်မြောက်တစ်လက်ကိုအာမန်နက်အသုံးပြုခဲ့ကြောင်းသူမကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့အဆိုအရနောက်ပိုင်းမှာကြောက်မြတ်ယတနာဟာဓမြောင်ကနေခွဲထွက်သွားပြီးခရူးစိတ်သူရဲ့ကောင်းတွေကအဲ့ဒါကိုခိုးယူသွားကသူတို့ရဲ့သူရဲကောင်းတစ်ယောက်နဲ့အတူကွက်ထားခဲ့တယ်လို့ဆိုပါတယ်။မကြသေးမီကရှေးဟောင်းခရူးစိတ်တင်ကြိုင်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးပျောက်ဆုံးနေတဲ့ကြောက်မြတ်ယတနာကိုအဲ့ဒီမှာတွေ့ရှိလိမ့်မယ်လို့သူမအခိုင်အမာယုံကြည်ကြောင်းလဲဂျန်နီကအသိပေးခဲ့ပါတယ်။ဂျန်နီကဒါတွေအားလုံးကိုရှင်းပြနေချိန်မှာနစ်ကတော့နေရာအနှံ့မှာခရစ်ကိုမြင်နေရပြီးခရစ်ကသူ့သွားရနောက်ကိုလိုက်နေတယ်လို့မျိုးဖြစ်နေပါတယ်။ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင်ထားဖို့တန့်စင်ခန်းထဲကိုဝင်သွားရပါတယ်။ဒါပေမဲ့သူမှန်ကိုကြည့်လိုက်တဲ့အခါခရစ်လည်းအဲ့ဒီမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။နစ်ကသူတကယ်ပဲယူသွားပြီလားလို့စတင်တွေးတောလာပါတယ်။ဒါပေမဲ့ခရစ်ကသူတို့နှစ်ယောက်လုံးအာမန်နဲ့ရဲ့ကျိန်စာတင်နေပြီလို့ပြောပါတယ်။နစ်တာသူ့အတွက်သတ်မှတ်ထားတဲ့အစီအစဉ်တိုင်းအတိအကျမလုပ်ဘူးဆိုရင်သူတို့နှစ်ယောက်ရဲ့အခြေအနေကပိုဆိုးသွားလိမ့်မယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲဂျန်နီကဟင်နရီကိုလှုပ်ဝက်စွာဖုန်းခေါ်ပြီးနစ်နဲ့ပတ်သက်သမျှအဖြစ်အပျက်အားလုံးကိုသတင်းပို့ပါတယ်။နစ်ကိုသူ့စီချက်ချင်းခေါ်လာဖို့နဲ့နစ်ကအမှန်တရားအားလုံးကိုအရင်မသိသွားအောင်တေချာလုပ်ဖို့ဟင်နရီကသူမကိုပြောပါတယ်။စိတ်ရှုပ်ထွေးနေချိန်မှာနစ်ခါမှောင်မိုက်တဲ့လမ်းကြားတစ်ခုကိုရောက်သွားပါတယ်။စက္ကန့်အနည်းငယ်ကြာမှတော့အာမန်နဲ့ရုတ်တရက်ပေါ်လာပါတယ်။အဲ့ဒီအချိန်မှာပဲကြွက်ထောင်ပေါင်းများစွာကသူမနောက်ကနေလိုက်လာပြီးနစ်ကိုတပြိုင်နက်တည်းတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့သူဟာလမ်းမအလဲခေါင်မှာရက်နေပြီးကားတိုက်ခံရလူနှီးပါဖြစ်နေတာကြောင့်ဒါဟာပြင်းထန်တဲ့အာယုံခြောက်ခြားမှုတစ်ခုသာဖြစ်ကြောင်းနောက်ပိုင်းမှာပေါ်လွင်သွားပါတယ်။ဂျန်နီကလာနေတဲ့ကားဘေးကနေသူ့ကိုအမြန်ကယ်တင်လိုက်ပြီးအာမန်နဲ့ပတ်သက်တဲ့သူမရဲ့ theory ကမှန်ကန်ကြောင်းနစ်ကချက်ချင်းပြောပါတယ်။သူအဆက်မပြတ်ကြုံတွေ့နေရတဲ့ထူးဆန်းတဲ့အာယုံတွေအကြောင်းနစ်ကရှင်းပြပါတယ်။ဒါပေမဲ့ဂျန်နီကတော့ဒါဟာတင်းကြိုင်းတွေကပြဓာစိတ်တဲ့အကျိုးဆက်ဖြစ်နိုင်တယ်လို့ပြောပါတယ်။ဘာပဲဖြစ်ဖြစ်နစ်ကကြောက်ကောင်းကိုသူကိုယ်တိုင်ကြည့်ရမယ်လို့အခိုင်အမာပြောပါတယ်။အာမန်နဲ့ရဲ့အလောင်းစစ်ကိုသူမြင်လိုက်ရရင်ဒါတွေအားလုံးဟာသူ့စိတ်ကူးထဲမှာပဲရှိတယ်ဆိုတာသက်သေပြနိုင်မယ်လို့ယုံကြည်လို့ပါ။တစ်ချိန်တည်းမှာပဲအာမန်နက်ကအမျိုးသားမျိုးမျိုးရဲ့အသက်ဆွမ်းရည်တွေကိုဆက်လက်ဆုပ်ယူနေတာကြောင့်သူမရဲ့ခွန်အားတွေပုံမူပြန်လည်ရရှိလာပြီးသူမရဲ့ပုံမှန်ရုပ်ပိုင်းဆိုင်ရာပုံစံကိုလုံးဝနှီးပါပြန်လည်ရရှိသွားပါတယ်။
နောက်ပိုင်းမှာဂျန်နီနဲ့နစ်တို့ဟာလေရင်ပြတ်ကျတဲ့နေရာကိုရောက်လာကြပြီးဂျန်နီကကြောက်ကောင်းရှိရာစီကိုချက်ချင်းသွားခဲ့ပေမဲ့နစ်ကတော့အနီးအနားကဖျားเจ้าတစ်ခုစီကိုလှုပ်ဝက်ဆန်းကျင်စွာဆွဲဆောင်ခံလိုက်ရပါတယ်။အဲ့ဒီကိုကြည့်နေရင်းနဲ့အာမန်နဲ့အကြောင်းအာယုံတစ်ခုပြန်မြင်လာပါတယ်။လက်တွေ့လောကကိုပြန်ရောက်လာတဲ့အခါမှာတော့သူဟာဖျားเจ้าထဲကိုရောက်နေပြီဖြစ်ကြောင်းတွေးလိုက်ရပါတယ်။မကြခင်မှာပဲအာမန်နဲ့ရဲ့ကျွန်တွေကသူ့ကိုဝိုင်းရံပြီးချက်ချင်းဖမ်းဆီးလိုက်ပါတယ်။အာမန်နဲ့ကဆက်ကိုလူလောကထဲခေါ်ဆောင်လာမဲ့ရိုးရာဓလေ့ကိုစတင်ဖို့ရောက်လာပါတယ်။ဆက်ရဲ့တမြောင်ကိုဝတ်ထားတဲ့ရှေးဟောင်းရုပ်တုတစ်ခုကိုသူမခွဲလိုက်ပါတယ်။ဒါပေမဲ့နစ်ကိုထိုးဖို့ကြိုးစားတဲ့အခါမှာတော့ဒရုပ်ပေါ်ကမော်ဝင်ကြောက်မြတ်ရတနာပျောက်ဆုံးနေတာကိုသတိထားမိလိုက်ပါတယ်။ဒါကသူမကိုအလွန်ဒေါသထွက်စေပါတယ်။အဲ့ဒီအချိန်မှာပဲဂျန်နီကဖះเจ้าထဲကိုရောက်လာပေမဲ့အာမန်နက်ကသူမကိုချက်ချင်းတိုက်ခိုက်ပါတယ်။နစ်ကသူတို့ကိုတိုက်ခိုက်နေတဲ့မမ်မီတွေကိုပြန်လည်တိုက်ခိုက်အနိုင်ယူပြီးနောက်ဖះเจ้าထဲကနေအပီးတိုင်မထွက်ပြေးခင်ဂျန်နီကိုအာမန်နက်စီကနေအမြန်ကယ်တင်လိုက်ပါတယ်။သူတို့အလင်းမြန်ထွက်ပြေးနေစဉ်မှာနစ်ခါအာမန်နက်နဲ့ဆက်သွယ်မှုရှိနေပုံရကြောင်းဂျန်နီသဘောပေါက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့နစ်ခရဲ့စိတ်ကသူ့ကိုမမ်မီရှိရာတိကျတဲ့နေရာကိုအမြဲတမ်းခေါ်ဆောင်သွားလို့ပါ။နစ်ကဒါကိုချက်ချင်းညှင်းဆိုပါတယ်။ဒါပေမဲ့စက္ကန့်အနည်းငယ်ကြာမှပဲသူ့စိတ်ကိုတစုံတစ်ယောက်ကထိန်းချုပ်ထားသလိုဖះเจ้าဘက်ကိုကားကိုမတိမတာပြန်ကွေ့နေကြောင်းသူရုတ်တရက်သတိထားမိလိုက်ပါတယ်။ဒါကြောင့်အာမန်နက်ကသူ့ခေါင်းထဲမှာတကယ်ရှိနေပြီးသူ့ကိုတဖြည်းဖြည်းလွှမ်းမိုးနေတယ်ဆိုတာကိုသူအပြည့်အဝနားလည်သွားပါတယ်။သူတို့ထပ်ပြီးကားမောင်းထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲအာမန်နက်ရဲ့မမ်မီတွေကသူတို့ကိုလိုက်ဖမ်းပါတယ်။ဒါကြောင့်သူတို့အရှိန်မထိန်နိုင်ပဲကားတိုင်းမှုဖြစ်သွားပါတယ်။ခဏအကြာမှာအာမန်နက်ရောက်လာပြီးသူမရဲ့စွမ်းအားတွေကိုအသုံးပြုကာနစ်ကိုအလွယ်တကူလဲကျစေခဲ့ပါတယ်။ဒါပေမဲ့ဂျန်နီကိုမတက်ခင်မှာအထူးလက်နက်တွေကင်ဆောင်ထားတဲ့လက်နက်ကင်အမျိုးသားတစုရုတ်တရက်ရောက်လာပြီးဂျန်နီကိုမမ်မီလက်ကနေကယ်တင်လိုက်ပါတယ်။သူတို့အာမန်နက်ကိုအောင်မြင်စွာဖမ်းဆီးပြီးနောက်မှာထူးဆန်းတဲ့အမျိုးသားတွေကတယောက်ကနစ်ခတ်အနားကိုချင်းကပ်လာပြီးသူ့ကိုချက်ချင်းမေးလဲသွားအောင်လုပ်လိုက်ပါတယ်။နောက်ပိုင်းမှာနစ်ခါသူမသိတဲ့လှုပ်ဝက်ဆန်းကျဲတဲ့နေရာတစ်ခုမှာနိုးလာပြီးဒေါက်တာဟင်နရီဂျက်ကဲကသူ့စီကိုပထမဆုံးလာရောက်တွေ့ဆုံပါတယ်။အဲ့ဒီမှာဟင်နရီကကဘာတဝမ်းကအန္တရာယ်ရှိတဲ့တဘာဝလုံချင်းချောက်မှုတွေကိုရှာဖွေပြီးချေမုံဖို့ဖွဲ့စည်းထားတဲ့လှုပ်ဝက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဟင်နရီကိုယ်တိုင်ကလည်းသူ့ကိုတဖြည်းဖြည်းထိန်းချုပ်လာတဲ့နတ်ဆိုးပုံစံအခြေအနေတစ်ခုကူးစက်ခံနေရကြောင်းပေါ်လွင်လာပါတယ်။ဒါကြောင့်သူပြောင်းလဲသွားတာကိုတားဆီးဖို့အထူးစီးရီတစ်ခုကိုပုံမှန်အသုံးပြုနေရတာပါ။ဒါအပြင်ဂျန်နီဟာလှုပ်ဝက်အဖွဲ့အစည်းအတွက်အလုပ်လုပ်နေတာကြာပြီဖြစ်ပြီးအာမန်နက်ရဲ့အမှုကိစ္စကိုလှုပ်ဝက်စွာစောင့်ကြည့်နေခဲ့ကြောင်းကိုလည်းသူကဝန်ခံခဲ့ပါတယ်။အစကတည်းကသူတို့ဟာအာမန်နက်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးသူမရဲ့သွေးကြောတွေကိုပြဓားတွေတိုက်ရိုက်ထိုးသွင်းထားတာကြောင့်သူမရဲ့စွမ်းအားတွေကိုအသုံးမပြုနိုင်တော့ကြောင်းဟင်နရီကနစ်ကိုပြသခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှပြဓားတွေဟာအာမန်နက်ရဲ့ခန္ဓာကိုယ်ထဲမှာခဲသွားပြီးသူမလုံးဝတည်ဆုံသွားလိမ့်မယ်လို့သူကရှင်းပြပါတယ်။မကြခင်မှာပဲအာမန်နက်ကနစ်ကိုထပ်ပြီးစကားပြောပါတယ်။ဆက်ကနစ်ကိုလုံးဝပူးကတ်သွားတဲ့အခါအသက်နဲ့တည်ဆုံခြင်းကိုအစွမ်းအာဏာရှိတဲ့မတည်နိုင်တဲ့သူတယောက်ဖြစ်လာလိမ့်မယ်လို့သူမကပြောပါတယ်။နစ်ကဘယင်ဖြစ်လာပြီးသူမကမိဖုရားဖြစ်လာကတကဘာလုံးကိုအတူတကွအုပ်ချုပ်ကြမယ်လို့လည်းသူမကပြောပါတယ်။ခဏအကြာမှာပြတ်သားကြောင့်အာမန်နဲ့ရဲ့ခန္ဓာကိုယ်စတင်လောင်ကျွမ်းလာပါတယ်။နစ်ကသူမရဲ့အနေအကိုသိနေပေမဲ့သူမကိုနှိပ်စက်နေတာကိုရပ်တန့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကဟင်နရီကိုအလွန်အံ့ဩစေပြီးစိတ်ဝင်စားစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲခရူးစိတ်သူရဲကောင်းတွေရဲ့တင်ချိုင်းမှာဟင်နရီရဲ့လူတွေကပျောက်ဆုံးနေတဲ့ကြောင်မြတ်ရတနာကိုအောင်မြင်စွာရှာတွေ့သွားပါတယ်။အာမန်နက်ကဂျန်နီကိုစကားပြောပြီးတမြောင်ကြောင်မြတ်နဲ့နစ်တို့ကိုဒီနေရာကိုတပြိုင်နက်တည်းယူဆောင်လာမယ်ဆိုတာသတိပေးခဲ့ပါတယ်။အဲ့ဒီနောက်ဟင်နရီကဒါကိုဘာကြောင့်လုပ်နေတယ်လို့ထင်လဲဆိုတာဂျန်နီကိုမေးပါတယ်။အဲ့ဒီမှာဂျန်နီကဟင်နရီရဲ့တကယ်အစီအစဉ်ကိုရုတ်တရက်သဘောပေါက်သွားပါတယ်။ဟင်နရီကဆက်ကိုရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရရှိဖို့အတွက်နစ်စီဝင်ပူးခွင့်ပြုချင်နေတာပါ။ပြီးတော့တေမင်းတမန်နတ်ဖျားဟာလူသားတစ်ယောက်ဖြစ်လာတဲ့အခါသူတို့ကသူ့ကိုအပီးတိုင်တက်ပြစ်ကြမှာပါဒီအစီအစဉ်နဲ့ပတ်သက်ပြီးသူမကဟင်နရီကိုချက်ချင်းရင်ဆိုင်မေးခွန်းထုတ်ပါတယ်ဒါပေမဲ့သူတို့ဘာပဲလုပ်အာမန်နဲ့ရဲ့ချိန်စာကြောင့်နစ်တေးရမှာပဲလို့ဒေါက်တာကရှင်းပြပါတယ်ဒါကြောင့်ဒေါသထွက်နေတဲ့နစ်ကဟင်နရီစီကဆေးရည်ကိုလူယူလိုက်ပြီးတခြားနည်းလမ်းရှာဖို့သဘောမတူမချင်းပြန်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့အရန်နောက်ကျသွားပါပြီဆေးရည်မရှိတော့တဲ့အတွက်ဟင်နရီဟာသူ့ရဲ့မိစ္ဆာရုပ်သွင်းဖြစ်တဲ့မစ္စတာဟိုက်အဖြစ်အပြည့်အဝပြောင်းလဲသွားပါတော့တယ်။မိစ္ဆာကိုပိတ်လောင်ဖို့အခန်းကတဖြည်းဖြည်းပိတ်လာချိန်မှာဂျန်နီနဲ့အဆောက်တယောက်ကအပြင်ကိုအမြန်ထွက်ပြေးနိုင်ခဲ့ပေမဲ့နစ်ကတော့မစ္စတာဟိုက်နဲ့အတူထဲမှာပိတ်မိနေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲအာမန်နက်ကသူမအချုပ်နှောင်ကနေလွတ်မြောက်ဖို့အတွက်စက်ပြင်သမားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာနစ်ဟာမစ္စတာဟိုက်ကိုအနိုင်ယူနိုင်ခဲ့ပြီးပုံမှန်အခြေအနေပြန်ရောက်အောင်ဈေးရည်ပြန်ထိုးပေးနိုင်ခဲ့ပါတယ်။မကြာခင်မှာဂျန်နီရောက်လာပြီးကြောက်မြတ်ရတနာကိုဖျက်ဆီးဖို့ခရူးစိတ်တင်ချိုင်းကိုအမြန်သွားရမယ်လို့ပြောပါတယ်။ကြောက်မြတ်ကိုဖျက်ဆီးလိုက်ရင်အာမန်နက်ကရိုးရာတလေးကိုလှုပ်ဆောင်နိုင်တော့မှာမဟုတ်ပဲချိန်စာလဲလုံးဝပြီးဆုံးသွားမယ်လို့သူမကရှင်းပြပါတယ်။နစ်နဲ့ဂျန်နီတို့တင်ချိုင်းစီကိုသွားနေစဉ်အာမန်နက်ကသူမရဲ့စွမ်းအားလုံးကိုအသုံးပြုပြီးလန်ဒန်တစ်မြို့လုံးကိုဖုံးလွှမ်းသွားစေမဲ့အေယာမသဲမုန်တိုင်းကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြင်းထန်တဲ့ကတောင်းကနေမှုကြားမှာနစ်နဲ့ဂျန်နီတို့လူစုကွဲသွားပြီးအဲ့ဒီမှာခရစ်ကနစ်စီပြန်ပေါ်လာပါတယ်။ကြောက်မြတ်ဘယ်မှာရှိလဲဆိုတာသူသိတယ်လို့ပြောပြီးသူ့နောက်လိုက်ဖို့ခရစ်ကပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူလိန်နေတာဖြစ်ပြီးနစ်နဲ့ဂျန်နီကိုအာမန်နက်စီတိုက်ရိုက်ပို့ဖို့ကြိုးစားနေတာဖြစ်ကြောင်းပေါ်လွင်လာပါတယ်။တစ်ချိန်တည်းမှာပဲအာမန်နက်ကကြောက်မြတ်ကိုရယူရမှာကူညီဖို့အတွက်သူမရဲ့စွမ်းအားကိုအသုံးပြုပြီးခရူးစိတ်သူရဲကောင်းတွေရဲ့အလောင်းတွေကိုအသက်သွင်းကထိန်းချုပ်လိုက်ပါတယ်။လန်ဒန်မြေအောက်ရထားလမ်းမှာအာမန်နက်ရဲ့မမ်မီတွေကဂျန်နီကိုရုတ်တရက်တိုက်ခိုက်ပါတယ်။ဒါပေမဲ့သူမကိုကယ်တင်ဖို့နစ်အချိန်မီရောက်လာပါတယ်။ဒါပေမဲ့မမ်မီတကောင်ကသူတို့ကိုကြိုးကျနေတဲ့နေရန်စီတွန်းချလိုက်တာကြောင့်ရှေးဟောင်းတင်ချိုင်းရဲ့ရေအောက်ပိုင်းကိုရောက်သွားကြပါတယ်။နစ်ကဂျန်နီကိုနောက်ထပ်မမ်မီတကောင်စီကနေပြန်ကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မထွက်ပြေးနိုင်ခင်မှာအာမန်နဲ့ရုတ်တရက်ပေါ်လာပြီးဂျန်နီကိုရေအောက်ဆွဲချသွားပါတယ်။နစ်ကသူတို့နောက်ကိုချက်ချင်းလိုက်သွားပေမဲ့အသက်ရှူရကြက်လာလို့အောက်ကိုပြန်မငုတ်ခင်အပေါ်ကိုအရင်တက်ခဲ့ရပါတယ်။သူပြန်ဆင်းလာတဲ့အခါဂျန်နီရဲ့သတိလစ်နေတဲ့ခန္ဓာကိုယ်ဟာအဝေးတနေရာမှာတွဲလောင်းဖြစ်နေပြီးမမ်မီတွေဝိုင်းရံထားတာကိုတွေ့လိုက်ရပါတယ်။သူကသူမကိုလှမ်းမိလူနီပါဖြစ်နေပြီဖြစ်ပေမဲ့သူ့ကိုတားဆီးဖို့နောက်ထပ်မမ်မီတွေအများကြီးပေါ်လာပါတယ်။အဆုံးမှာတော့သူထွက်ပြေးနိုင်ခဲ့ပြီးအဲ့ဒီမမ်မီတွေကိုခြံထားခဲ့ကဂျန်နီကိုရေပေါ်ကိုပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဂျန်နီတက်မရှိတော့တဲ့အတွက်အရန်နောက်ကျသွားပါပြီ။ခဏအကြာမှာအာမန်နဲ့ပေါ်လာပြီးဂျန်နီကိုမေ့ပြစ်တင်မိဖြစ်ကသူမရဲ့အချစ်ကိုသာလက်ခံတင်တယ်လို့ပြောရင်းနစ်ကိုနှစ်သိမ့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဂျန်နီရဲ့တည်ဆုံးနေတဲ့ခန္ဓာကိုယ်ကိုနစ်မြင်ရတိုင်းအာမန်နဲ့အပေါ်သူ့ရဲ့ဒေါသတွေပိုပြင်းထန်လာတာကြောင့်သူမကိုချက်ချင်းဝင်လုံးပါတော့တယ်။အာမန်နက်ကသူ့ကိုအလွယ်တကူပြစ်ပေးပြီးလဲကျစေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့တိုက်ပွဲကြားမှာနစ်ကသူမစီကတမြောင်ကိုလူယူနိုင်ခဲ့ပါတယ်။သူကကြောက်မြတ်ကိုဖျက်ဆီးဖို့အသင့်ဖြစ်နေပါပြီ။သူမကဆက်ကိုသူ့ခန္ဓာကိုယ်ထဲဝင်ပူးခွင့်ပြုလိုက်ရင်သူဟာအသက်နဲ့တည်ဆုံးခြင်းကိုအစွမ်းအာဏာရှိလာမယ်လို့အာမန်နက်ကတတိပေးပါတယ်။အဲ့ဒီမှာနစ်ကဒါဟာဂျန်နီကိုကယ်တင်နိုင်မဲ့တခုလေးသောနီလန့်ဖြစ်ကြောင်းသဘောပေါက်သွားပါတယ်။ဒါကြောင့်သူကတုတ်ဆိုင်မနေပဲကိုဓမြောင်နဲ့ထိုးချလိုက်ပါတယ်။မကြခင်မှာပဲဆက်ကနစ်ရဲ့ခန္ဓာကိုယ်ကိုလုံးဝလွှမ်းမိုးသွားပြီးအာမန်နက်ကိုချစ်မြတ်နိုးကြောင်းထုတ်ဖော်ပြောဆိုပါတယ်။ဒါပေမဲ့ဂျန်နီရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတဲ့အခါနစ်ခါသူ့ကိုယ်သူပြန်လဲထိန်းချုပ်နိုင်သွားပါတယ်။သူကဆက်ရဲ့စွမ်းအားကိုအသုံးပြုပြီးအာမန်နက်ရဲ့အသက်ကိုဆုပ်ယူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူကဂျန်နီရဲ့အသက်ကိုပြန်လဲအသက်သွင်းပေးခဲ့ပါတယ်။ဂျန်နီနိုးလာတဲ့အခါအာမန်နက်ရဲ့တည်ဆုံးနေတဲ့ခန္ဓာကိုယ်ကိုချက်ချင်းတွေးလိုက်ရပြီးနစ်ကိုစတင်ရှာဖွေပါတော့တယ်။နောက်ပိုင်းမှာသူမောင်မိုက်တဲ့တောင်းတနေရာမှာပုံနေတာကိုသူမတွေးလိုက်ရပါတယ်။ဒါပေမဲ့သူမသူ့အနာကိုချင်းကပ်ဖို့ကြိုးစားတဲ့အခါနစ်ကသူမကိုတားဆီးပြီးဝေးနေဖို့ပြောပါတယ်။အခုသူတကယ်ဘာဖြစ်နေလဲဆိုတာသူမသိတော့ကြောင်းနဲ့ဂျန်နီကိုနာကျင်စေမိမှာကြောက်ကြောင်းနစ်ကရှင်းပြပါတယ်။သူမထွက်သွားခင်ဂျန်နီကိုအရန်ချစ်ကြောင်းနဲ့သူတို့အတူနေဖို့အချိန်ပိုရခဲ့ရင်ကောင်းမယ်လို့နစ်ကပြောပါတယ်။အဲ့ဒီလိုပြောပြီးနောက်ဟင်နရီနဲ့သူ့လူတွေမရောက်လာခင်မှာပဲနစ်လုံးဝထွက်သွားပါတော့တယ်။နောက်ဆုံးမှာတော့ဖြစ်ပျက်ခဲ့သမျှအရာအလုံးအပြီးမှာနစ်ဘဲကိုသွားနိုင်တယ်ဆိုတာကိုဟင်နရီနဲ့ဂျန်နီတို့ဆွေးနွေးနေကြတာကိုတွေ့ရပါတယ်။နစ်ဟာအခုမိစ္ဆာတကောင်ဖြစ်နေပြီဖြစ်ပေမဲ့သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတစ်စိတ်တစ်ပိုင်းကလူသားအဖြစ်ကြံရှိနေသေးတယ်လို့ဟင်နရီကရှင်းပြပါတယ်။ဒါကြောင့်သူကကျင်းစာပြေစေမဲ့နီလန်းကိုရှာဖွေဖို့ကဘာအနှံ့ခီးထွက်နေတော့တယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအီဂျစ်နိုင်ငံမှာတော့နစ်ဟာသူ့ရဲ့စွမ်းအားကိုအသုံးပြုပြီးပြန်လည်အသက်သွင်းပေးခဲ့တဲ့ခရစ်နဲ့အတူပီရမစ်တွေစီတဲကန်နာရထဲမှာခီးတစ်ခုထွက်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။နောက်ဆုံးချိန်မှာနစ်နဲ့ခရစ်တို့မြင်စီပြီးအတူထွက်ခွာသွားကြပါတယ်။နစ်ရဲ့စွမ်းအားသစ်ကိုကိုစားပြုတဲ့အေယာမတဲမုန်တိုင်းကြီးတစ်ခုကသူ့နောက်ကနေလိုက်ပါလာပြီးဒီနေရာမှာပဲပြီးဆုံးသွားပါတယ်။